မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့2026ခုနှစ်ရဲ့အသစ်ဆက်ဆက်ထိတ်လန့်ချောက်ချဝယ်ဇကားတကားဖြစ်တဲ့ဝစ်ဆိုဆိုတဲ့ဇကားလေးနဲ့မိတ်ဆက်ဖေးချင်ပါတယ်ဒီဇကားဟာတာမန်ပုံနှံနေစားနီးတစ်ခုကနေတေမင်းနဲ့အပြိုင်ပြေးလွှားရတဲ့ကျိန်စာတစ်ခုအဖြစ်ဘလို့ပြောင်းလဲသွားမလဲဆိုတာကိုရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပါတကားတလေမှာအပျော်တမ်းစော့ခဲ့တဲ့ကစားပွဲတစ်ခုဟာကိုယ့်ရဲ့အဆိုးဝါးဆုံးအိမ်မဆိုးဖြစ်လာလိမ့်မယ်လို့ဘယ်သူမှထင်မထားခဲ့ကြပါဘူးဒီနေ့မှာတော့တေမင်းရဲ့ခရာတန်နဲ့အတူစတင်လာတဲ့ဝစ်ဆို2026ဆိုတဲ့ရုပ်ရှင်အကြောင်းကိုပြောပြပြသွားမှာပါဇလန်းစာမှာတော့ကျောင်းရဲ့ဘတ်စကက်ဘောကစားပွဲတစ်ခုကိုမြင်တွေ့ရမှာပါမေဆန်နဲ့ဒီင်းတွေဟာဘတ်စကက်ဘောပွဲတစ်ခုမှာအနိုင်ရအောင်ကစားနိုင်ခဲ့တယ်အောင်ပွဲခံနေကြမှာပဲထူးဆန်းတဲ့မိကုန်းခွေတွေကြားကနေလူတန်တန်တတဝါတကောင်ပေါ်လာတာကိုမေဆန်တယောက်တည်းမြင်လိုက်ရတယ်မေဆန်ဟာအဲ့ဒီခရာကိုမှုန့်လိုက်တဲ့အချိန်မှာပဲသူ့ရဲ့ကံကြမ္မာဟာအဆုံးသတ်သွားခဲ့ပါပြီရေကြောင်ကန်ထဲမှာတယောက်တည်းရှိနေစင်မှာပဲမမြင်ထားတဲ့အင်ဟာစုတစ်ခုရဲ့တိုက်ခိုက်ခြင်းကိုခံရပြီးသူဟာအဆအနမကြံပျောက်ကွယ်သွားခဲ့ပါတယ်ဒီဖီယာဆိုကြီးထေပြီး6လကြာသွားတဲ့အချိန်မှာတော့ခရစ်ဆိုတဲ့ကျောင်းသူလေးတယောက်ဟာဒီမြို့ကိုရောက်လာခဲ့ပါတယ်သူမဟာကျောင်းမှာမေဆန်အသုံးပြုခဲ့တဲ့လော်ကာဟောင်းကိုပဲအသုံးပြုခွင့်ရဖို့အကြောင်းဖန်လာခဲ့ပါတယ်အဲ့ဒီလော်ကာထဲမှာပဲမေဆန်ခြံထားခဲ့တဲ့ထူးဆန်းတဲ့ခရာကိုခရစ်ကပြန်လဲတွေ့ရှိသွားခဲ့ပါတယ်ခရစ်နဲ့သူမရဲ့တငယ်ချင်းတွေဟာဒီခရာရဲ့လွှရှိုးမှုကိုသိချင်တဲ့ကြောင့်သူတို့ရဲ့တမိုင်းဆရာခရေဗင်စီကိုတွားရောက်အကူအညီတောင်းခဲ့ကြပါတယ်ဆရာခရေဗင်ကဒီခရာဟာရှေးအောင်အက်စတက်လူမျိုးတွေရဲ့တေမင်းခရာဖြစ်ကြောင်းနဲ့ဒါကိုမှုန့်လိုက်တဲ့သူဟာမိမိတေချင်းတရားကိုလက်ရှိအချိန်မှာဖိတ်ခေါ်လိုက်တာပဲဖြစ်တယ်လို့တတိပေးခဲ့ပါတယ်ဒါပေမဲ့နောက်ကျသွားခဲ့ပါပြီကျိန်စာကစတင်နေပြီသလိုကျောင်းထဲမှာလည်းထူးဆန်းတဲ့တေဆုံးမှုတွေတစ်ခုပြီးတစ်ခုဖြစ်ပေါ်လာပါတော့တယ်ခရစ်နဲ့သူမရဲ့တငယ်ချင်းတွေဟာကိုနောက်ကိုတကောက်ကောက်လိုက်နေလေဒီတေမင်တမန်ကျင်းစာကနေလွတ်မြောက်အောင်ဘလူကြိုးစားကြမလဲဆိုတာကတော့တကယ်ကိုရင်းတထိတ်ထိတ်နဲ့ကြည်ရမယ့်အပိုင်းပဲဖြစ်ပါတယ်ခင်ဗျာကျင်းစာကစတင်နေပြီသလိုကျောင်းထဲမှာလည်းထူးဆန်းတဲ့တေဆုံးမှုတွေတစ်ခုပြီးတစ်ခုဖြစ်ပေါ်လာပါတော့တယ်ခရစ်နဲ့သူမရဲ့တငယ်ချင်းတွေဟာကိုနောက်ကိုတကောက်ကောက်လိုက်နေတဲ့ဒီတေမင်တမန်ကျင်းစာကနေလွတ်မြောက်အောင်နီးလန်းရှာကြပါတယ်သူတို့သိလိုက်ရတာကတော့ဒီခရာကိုမှုတ်လိုက်တဲ့သူဟာမိမိတေဆုံးမဲ့နီးလန်းအတိုင်းပဲလက်ရှိမှာပြန်လဲအသက်ခံရမှာပဲထက်တယ်ကျောင်းသားတွေက Grace နဲ့ Ellie တို့ဟာလည်းဒီကျိန်စာရဲ့တားကောင်တွေဖြစ်လာခဲ့ပါတယ်။သူတို့ဟာတယောက်တည်းရှိနေတဲ့အချိန်တွေမှာ Aztec တေမင်းရဲ့ပုံရိပ်ရောင်တွေကိုမြင်လာရပြီးအကြောက်တရားတွေနဲ့ရင်ဆိုင်ရပါတော့တယ်။အထူးသဖြင့်ရေကူးကန်ထဲမှာဒါမှမဟုတ်အမောင်ကန်ထဲမှာမထင်မှတ်ထားတဲ့နီလန်းတွေနဲ့ရရဆက်ဆက်အသက်ခံလိုက်ရတာဟာကြည်ရှူသူတွေကိုပါတုန်လှုပ်စေခဲ့ပါတယ်။ခရစ်ဟာဒီကျိန်စာကိုအဆုံးသတ်နိုင်ဖို့အတွက်ပျောက်ဆုံးသွားတဲ့မေဆန်ရဲ့တဲလွင်စားတွေကိုလိုက်ရှာပါတယ်သူတို့တီးလိုက်တဲ့နောက်ဆုံးအချက်ကတော့ဒီကျင်းစားကိုရတ်တန်းဖို့ဆိုရင်ခရာကိုမူလနေရာမှာပြန်ထားယူနေမရပဲအသက်နဲ့လဲတဲ့ရက်စစ်ပူဇော်မှုတစ်ခုဒါမှမဟုတ်ခရာရဲ့ပိုင်ရှင်ကိုကျေနပ်အောင်လုပ်ရမယ်ဆိုတာပါပဲဇလန်ရဲ့အဆုံးသတ်ပိုင်းမှာတော့ခရစ်တယောက်တေမင်းနဲ့ရင်ဆိုင်တွေ့တဲ့အခါမှာသူမရဲ့တငယ်ချင်းတွေကိုကဲတင်နိုင်မလားဒါမှမဟုတ်သူမကိုယ်တိုင်ပဲဒီတေမင်းခရာရဲ့နောက်ဆုံးတားခေါင်ထစ်သွားမလားဆိုတာကိုရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ခင်ဗျာဝစ်ဆာဆိုတဲ့ဒီရုပ်ရှင်ဟာအဆုံးအထိခံမှန်းမရတော့တဲ့လွေရှိုးမှုတွေနဲ့ပရိသတ်ကိုဆွဲဆောင်သွားနိုင်ခဲ့ပါတယ်ခင်ဗျာဒီလိုကျင့်စားဟာသူတို့ထင်ထားတဲ့ပိုပြီးနတ်နေသူလိုပိုပြီးလို့လေ crowd ကြီးကောင်းလာပါတယ်ခရစ်နဲ့သူမရဲ့တငယ်ချင်းတွေဟာတေမင်းရဲ့လက်ခုပ်ထဲကနေလွတ်မြောက်ဖို့အတွက်နောက်ဆုံးအဆင့်အနည်းနဲ့ကျောင်းအဆောက်အဦဟောင်းကြီးစီဦးတွားရောက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်အဲ့ဒီနေရာမှာသူတို့ဟာပျောက်ဆုံးသွားတဲ့မေဆန်ရဲ့တေးလွန်းစားတွေကိုရှာဖွေရင်းနဲ့ကြော်မတ်ခွဲကောင်းတဲ့အမှန်တရားတစ်ခုကိုသိလိုက်ရပါတယ်အဲ့ဒါကတော့ဒီခရာဟာလူတယောက်ရဲ့အသက်ကိုရစ်စစ်ပူဇော်မှသာကျေနပ်သွားမယ်ရှေးအောင် Aztec ဝိညာဉ်စိုးတစ်ခုပူးကပ်နေတာပါပဲအမောင်ထွတ်ထဲမှာတေမင်းရဲ့ခြေတန်းတွေကသူတို့စီကိုတဖြည်းဖြည်းနီးကပ်လာပါတယ်ခရစ်ဟာသူမရဲ့တငယ်ချင်းတွေကိုကယ်တင်ဖို့အတွက်ကို့အသက်ကိုတောင်ပဓာနမထားပဲဒီကျိန်စာကိုအဆုံးသတ်ဖို့ကြိုးစားပါတော့တယ်Aztec တေမင်းရဲ့ပုံရိပ်ကြီးဟာသူမရဲ့ရှေ့မှာတင်ပေါ်လာပြီးနောက်ဆုံးရင်ဆိုင်မှုကိုစတင်လိုက်ပါပြီဇလန်ရဲ့အဆုံးသတ်မှာတော့အမှန်တရားကထင်မှတ်မထားလောက်အောင်ကိုရက်ဆက်လွန်းလာတာပါပဲခရစ်နဲ့သူမရဲ့တငယ်ချင်းတွေဟာဒီကျိန်စာတင်ခရာရဲ့နောက်ွယ်မှာသွေးစွန်းခဲ့တဲ့သမိုင်းကြောင်းတွေကိုအားလုံးဖော်ပြနိုင်ခဲ့ကြပါတယ်ဒါပေမဲ့ကျိန်စာကိုရတ်တန်းဖို့ဆိုတာကတော့သူတို့ထင်တယ်လို့မလွယ်ကူခဲ့ပါဘူး Aztec ဝိညာဉ်ဆိုရဲ့နောက်ဆုံးတိုက်ခိုက်မှုတွေကြားမှာသူတို့တွေဟာအသက်ရှင်တန်ခွင့်ရဖို့အတွက်အစွမ်းကုန်ရုန်းကန်ခဲ့ကြရပါတယ်ဇလန်ရဲ့နောက်ဆုံးမြင်ကွဲမှာတော့ဒီခရာရဲ့အတန်ဟာတလောကလုံးတိတ်ဆိတ်သွားတဲ့အထိစူးရထွက်ပေါ်လာပြီးအားလုံးကိုအန်အောတုံလုတ်စေမဲ့အလွယ်တပေါက်နဲ့ဇက်သိမ်းသွားခဲ့ပါတယ်ခင်ဗျာကဲဒီဟူဆယ်စီမဲ့ဒီရုပ်ရှင်ဟာပရိသတ်တွေကိုအစကနေအဆုံးအထိရင်တဖို့ဖို့နဲ့ဆွဲခေါ်သွားနိုင်ခဲ့ပါတယ်အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ရုပ်ရှင် recap ဒီကိုအမြဲတမ်းကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ Movies Knowledge Channel ကို subscribe လုပ်ထားဖို့မမေ့ပါဘူးနဲ့ခင်ဗျာဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like နဲ့ share လုပ်ပေးပြီးတော့လည်းအားပေးလို့ရပါတယ်
နောက်ထပ်ဘလို့ရုပ်ရှင်မျိုးတွေကိုအခုလိုမျိုးတင်ဆက်ပေးစေချင်တယ်လေဆိုတာကိုလည်း comment မှာရေးပေးခဲ့လို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်